တင်ဆက်ပေးမယ့်သတင်းကတော့အီရန်အစ္စရေးစစ်ပွဲပြီးဆုံးပြီလို့အမေရိကန်အတည်ပြုလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်နဲ့အစ္စရေးကြားမှာ12ရက်ကြာဖြစ်ပွားခဲ့တဲ့စစ်ပွဲပြီးဆုံးသွားပြီလို့တရားဝင်အတည်ပြုပြောကြားခဲ့လို့သိရပါတယ်။ဒေါ်နယ်ထရန့်ကအစ္စရေးနဲ့အီရန်တို့ဟာအပြစ်ခက်ရစဲရေးဆွေးနွေးမှုတွေပြုလုပ်သွားတော့မှာဖြစ်ပြီးနှစ်ဖက်လုံးအတွက်အကောင်းဆုံးနည်းလမ်းဖြစ်တာကိုရွေးချယ်ခဲ့တာဖြစ်တယ်လို့လည်းသူ့ရဲ့ Truth Social Media မှာရေးသားခဲ့ပါတယ်။အီရန်ဘက်ကကာတာနိုင်ငံထဲမှာရှိတဲ့အမေရိကန်လက်တပ်အခြေစိုက်စခန်းကိုဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးတဲ့နောက်မှာနိုင်နေငယ်ကြာမှာအစ္စရေးနဲ့အီရန်ကြားကစစ်ပွဲပြီးဆုံးသွားပြီလို့ဒေါ်နယ်ထရန့်ကပြောကြားခဲ့တာပါ။အီရန်နိုင်ငံသားရဲ့ဝန်ကြီးခေါင်းဆောင်နဲ့အီရန်ကိုယ်စားလှယ်အဖွဲ့နဲ့ရုရှားသမ္မတပူတင်ကိုတွေ့ဆုံဆွေးနွေးပြီးတော့နိုင်ပိုင်းကြာမှာစစ်ပွဲပြီးဆုံးသွားပြီလို့အမေရိကန်သမ္မတကအတည်ပြုပြောကြားခဲ့ရလဲဖြစ်ပါတယ်။အီရန်ကသူ့နိုင်ငံပိုင်နယ်ထဲကိုဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့ရတဲ့ပတ်သက်ပြီးတော့ကာတာဆိုရကအီရန်ကိုပြစ်ပြစ်ထန်ထန်ရှုတ်ချခဲ့တယ်လို့သိရပါတယ်။ဒီသတင်းကိုတော့ငင်းကြအောင်ပါပေးပို့လာပါ